ခုမြင်နေရတဲ့ချစ်စရာချင်းရိုးရာဝတ်စုံလေးကတော့ခါတိုရိုးရာဝတ်စုံဖြစ်ပါတယ်ခါတိုတွေဟာစကိုင်းတိုင်းဒေသကြီးအထက်ပိုင်းတမူးမြို့နယ်နဲ့ချင်းပြည်နယ်ဘက်မှာဆိုရင်တော့တိတိမ်မြို့နယ်နဲ့တွန်းဇံမြို့နယ်အတွင်းမှာမှီတင်းနေထိုင်ကြပါတယ်။